အားလုံးပဲမင်္ဂလာပါရှင်။ပိုဟမင်းကြီးရဲ့လစဉ်ဆုတောင်းရည်ရွယ်ချက်ထဲမှာဇူလိုင်လအတွက်ဆုတောင်းရည်ရွယ်ချက်ကတော့လူအသက်ကိုယူတည်လေးစားလာကြဖို့အတွက်ဆုတောင်းကြပါစို့။ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌အာမင်။အိုအသက်သခင်အရှင်တော်မြတ်ဖျားကိုရောဒီအစနုတို့ကိုမြတ်တာတော်ဖြင့်ဖန်ဆင်းတော်မူပြီးပြည့်စုံသည့်အသက်တာ၌ရှင်သန်ကြရန်ဖိတ်ခေါ်တော်မူ၏ယနေ့လူသားတိုင်းသည်ကိုရောဤမျက်နာတော်ကိုထင်ဟပ်စေသောမြင့်မြတ်သည့်လက်ဆောင်မှုများဖြစ်ကြပါသည်အမိဝမ်းကျွန်း၌ပရိသေစတည်သည့်ပထမဆုံးသောအခိုက်အတန့်မှစ၍ဤလောကခီးစဉ်၏နောက်ဆုံးထွက်သက်တိုင်အောင်ဖြစ်ပါသည်လူသားတိုင်း၏ထူးခြားဆန်းကျယ်ပြီးအစားထိုးမရနိုင်သောတန်ဖိုးကိုအတိမတ်ပြုကာကွယ်ဆောင်ရှောက်နိုင်မည်ကျေးဇူးတော်ကိုအစနုတို့တောင်းလျှောက်ကြပါစို့အသက်တာကိုမြည်သည့်စည်းကမ်းချက်မျှမထားဘဲကြိုးဆိုလက်ခံတက်စေရန်၎င်းနုနယ်အာနေမှုများကိုကျင်နာယူရစာဂယူဆိုင်တက်စေရန်၎င်းဘဝ၏အစဉ်တိုင်းကိုယူတည်လေးစားစွာဝိညာဉ်ပံ့ပိုးပေးတက်စေရန်၎င်းနှုတ်ဆက်နေကြရရှာသူများကိုရဲဝံ့စွာကာကွယ်ပေးရန်၎င်းအစနုတို့တင်ယူနိုင်ကြပါစေအိုအရှင်တော်မြတ်ဖျားအစရုတို့သည်လစ်လျူရှုခြင်းတန်ဖိုးမထားဘဲစွန့်ပစ်တတ်သောယဉ်ကျေးမှုထဲသို့ကြောက်ရောက်သွားမိခြင်းသူတစ်ပါးအပေါ်တွင်ချစ်ချင်းမေတ္တာနှင့်ထိုက်တန်သောဖြစ်တည်မှုအဖြစ်ရှုမြင်တတ်စေရန်ပြက်ကွက်ခက်မိခြင်းများအတွေ့အစရုတို့ကိုခွင့်လွှတ်တော်မူပါအသက်တာကိုအစဉ်မြဲရွေးချယ်ရန်အသင့်ရှိသောနှလုံးသားအသစ်ကိုပေးသနာတော်မူပါလက်တွေလှုပ်ဆောင်ချက်များဖြင့်အသက်တာကိုကာကွယ်ဆောက်ရှောက်နိုင်မည်ရရောသောလက်ဆောင်ကိုလည်းပေးသနာတော်မူပါကိုရောဤတသနာတော်ကိုအသက်ဆွမ်းအားနှင့်ပြည့်စုံသောဧဝံဂေလိတခြင်းကောင်းကိုတသက်ခံသူများဖြစ်စေတော်မူပါအသက်တာတိုင်းကိုဝမ်းမြောက်စွာဂုဏ်ပြုနိုင်ရန်မိသူမြအပေခံရသည့်စိတ်ခံစားချက်မရှိစေပဲလူကုန်တိတ်ခါကိုအစဉ်အမြဲလေးစားကာကွယ်နိုင်ရန်အမြင်ပွင့်လင်းသည့်အင်္ဂေဟာတစ်ခုဖြစ်စေတော်မူပါ။အိုအရှင်သခင်ယေရှုဖျားကိုရောဒီတက်တာကိုချစ်မြတ်နိုးတကယ်သို့တနာကျင်နာခြင်းသစ္စာရှိခြင်းနှင့်မိမိကိုယ်ကိုပေးဆက်အနစ်နာခံခြင်းတို့ဖြင့်အရှင်တို့လည်းတက်တာကိုချစ်မြတ်နိုးနိုင်စေတော်မူပါ။လူသားတို့၏တက်တာတိုင်းသည်အရှင်တို့တကိုယ်လုံးကိုပုံအောပေးဆက်ယုံများဖြင့်ထိုက်တန်ပါသည်ဟုနှုတ်ကပတ်တော်အားဖြင့်၎င်းအပြုမူအားဖြင့်၎င်းတသက်ခံကျင်ညာနိုင်စေတော်မူပါအာမင်ဤဆောင်မကို Father Joseph ထဲဟာအချင်းမှဘာသာပြန်ရေးသားထားခြင်းဖြစ်ပါတယ်ရှင်ကျမနာမည်ကတော့နမဂရက်ဖြစ်ပါတယ်ရှင်နားဆင်သူရောက်စုတိုင်းပေါ်သို့ဖျားရှင်ကောင်းချီးပေးပါစေ DG for the greatest glory